ဆိုတော့အခုသမင်းစားတော့ပါတော့မယ်ပေါ့နော်ရင်နွေးချမ်းလေးအခုတလောကဒီရန်ရသူတို့အေးတယ်လေမိုးအေးတာပေါ့နော်ဆိုတော့ရင်နွေးချမ်းလေးနဲ့မှအတော့ပဲပေါ့နော်လက်ဖက်6လေးရတော့အခုကတော့ပေါ့နော်အမလီသမင်းစားမှာပေါ့နော်ဒီအခုပိတ်ရမုံပြီးခဲ့တဲ့တပတ်လုံးကလေတနေကုန်နေအလုပ်ဆင်းရတဲ့အခါကျတော့သမင်းမစားပြဘူးပေါ့နော်အလုပ်ထက်ကကျွေးတာနဲ့ဒီတခြားပေါ့နော်ဒီ live food လေးနဲ့ပဲစားပြတာပေါ့နော်ဆိုတော့သမင်းကိုလုံးဝမစားပြဘူးသမင်းရန်စားကျင်တာပေါ့နော်ပြန်လာတော့လည်းနောက်ကျတော့သမင်းရမစားပြဘူးဆိုတော့အဲ့နဲ့သမင်းကိုဘာနဲ့စားကျင်လဲဆိုတော့ငပိရည်နဲ့ဟိုအဲ့လိုမျိုးအရန်စားကျင်နေရပါတော့အဲ့ဒါနဲ့ငပိရည်ကျိုးဒါကတော့ငပိရည်ကျိုးထားတာပေါ့နော်ဒါကျူမွေးလာအဲ့ဒီငပိရည်ထုတ်ကိုစပလင်လေးနဲ့လေစပလင်လေးထည့်ကြိုးတယ်ပေါ့နော်မွေးနေတယ်ပေါ့နော်ဒါကတော့မနေ့ကကြံတဲ့ဝက်သားပေါ့နော်ဝက်သားမှာတော့ဝက်ယိုပေါ့နော်ဝက်ယိုပြုတ်ထားတာရဲ့ပြီးရင်ဒါတော့တိုးစရာပေါ့နော်တိုးစရာပြောင်းမှုကတော့ကြိုက်လို့မြစ်ပေါ့နော်မြစ်ရဲ့တခွားတီးရဲ့ဒီဆက်လက်ရွက်ကဲပြီးရင်ဒါကတော့ကိုယ်တိုင်ကြော်ထားတဲ့ဘာလချုံကြော်ပေါ့နော်တငယ်ချင်းတွေကလာမယူသေးတော့သူတို့လာမယူခင်ကိုကနှိုက်မီးနေရပါတော့ပြီးရင်ဒါကတော့ဒီမင်းသားကြီးလားဒီငကြီး60ကျော်ပေါ့နော်ဒီဒါရန်ဆောက်ကောင်းတယ်အဲ့ဒါတငယ်ချင်းလည်းဆောင်ပေးရအဲ့ဒါနဲ့အခုသမင်းစားမှာဖြစ်ပါတယ်ဆိုတော့အရန်သမင်းကိုအတကုံနေစားကျင်တာပေါ့နော်သမင်းရန်စားတယ်လေအဲ့လိုတခြားစားစရာတွေစားရပါမယ်ကိုမြန်မာသမင်းဟင်းပဲပေါ့နော်အဲ့လိုမျိုးစားကျင်တာဆိုတော့အခုသမင်းစားမယ်ပေါ့နော်ဆိုတော့အခုသမင်းစားတော့ပါတော့မယ်ပေါ့နော်ရင်နွေးချမ်းလေးအခုတလောကဒီရန်ရသူတို့အေးတယ်လေမိုးအေးတာပေါ့နော်ဆိုတော့ရင်နွေးချမ်းလေးနဲ့မှအတော့ပဲပေါ့နော်လက်ဖက်6လေးရတော့အကိုတယောက်လက်ဆောင်ပေးတဲ့လက်ဖက်6လေးကိုစမ်းပြီးတော့တောက်ကြည့်နေပါတယ်ဆိုတော့သမင်းစားလိုက်ပါအောင်မယ်အားလုံးလည်းလာစားကြပါအောင်ဆိုတော့သမင်းကလက်နဲ့ပဲစားမယ်ပေါ့နော်ဆိုတော့လက်နဲ့ပဲစားရတာအားရတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းအဲ့လိုလက်နဲ့ပဲစားရဆိုတော့လေအဲ့လိုတိုးစရာငပိရည်နဲ့နှဲ့စားချင်တာပေါ့နော်အဲ့ဆိုတော့လက်နဲ့ပဲသမင်းစားဖြစ်ပါတယ်အိမ်မှာစားရင်တော့လေဆရာပဲငပိရည်မစားပြတာတော်တော်ကြာပြီပေါ့နော်ဟိုတနေ့ကဖုန်ကြီးเจ้าမှာပေါ့နော်ဖုန်ကြီးเจ้าမှာကထိန်ပွဲရှိတော့ကတော့ငပိရည်တွေကိုလောဘကြည့်ပြီးအရန်စားခဲ့တာပေါ့နော်အရန်ဆက်ပြီးတော့မစားနိုင်ဘူးဒီငယ်ဒီကတော့အရန်လှော်ပေးထားဆိုတော့အရန်မဆက်ဘူးပေါ့နော်အဲဆိုတော့အတော်ပဲအဆက်ကလည်းမစားနိုင်ပေါ့နော်ဆိုတော့စားလိုက်ပါအောင်မယ်အားလုံးပဲစားကြပါအောင်ဆရာပဲ